မင်္ဂလာပါ MMD Dive ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ BBC ရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ရက်တရမြမစီးပွားရေးနလန်ထူဖို့နေပြီးတော့အစိုးရဘာလုပ်မလဲဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်လေယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့စက်မှုလုပ်ငန်း Agro-based Industry ကိုတည်ဆောက်မယ်လို့ပြောခဲ့တဲ့ဦးမင်းအောင်လှိုင်ဟာသူ့ရဲ့ပြည်တွင်းခီးစဉ်တွေမှာအသေးစားအလတ်စားနဲ့အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့စတိုင်တွေ့ဆုံနေကြပါတယ်စကောင်းဆောင်ပိုချုပ်မှုကြီးယာရုကနေအယက်သားသမရယာရုကိုပြောင်းလဲလိုက်ပေမဲ့ပြည်ပသွင်းကုန်ရှော့ချရေးမူဝါဒကိုဆက်လက်ပြီးတော့ဆွဲကင်ထားပြီးတော့ပြည်ရင်းထုတ်ကုန်တွေကိုသုံးမှုပြောနေစေပါလက်တွေ့မှာတော့အီရန်စစ်ပွဲကြောင့်လောင်စာဆီဈေးနှုန်းတက်ပြီးတော့အထွေထွေကုန်ဈေးနှုန်းတွေပါလိုက်တက်လာပြီးတင်းကျပ်ထားစေပို့ကုန်သွင်းကုန်မူဝါဒတွေကြောင့်မြန်မာစီးပွားရေးကချိမြင့်နေစေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေရောစောင့်ကြည့်သူတွေကပါထောက်ပြကြပါတယ်အသွင်ပြောင်းနေပြီးတော့အစိုးရရဲ့ပြားရည်စံကာလရက်တရာစီမံချက်မှာစီးပွားရေးနလန်ထူစေဖို့အတွက်ခိုင်မာတဲ့မူဝါဒတွေမပါဝင်ဘူးလို့မြန်မာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာကထုတ်ပြန်ထားပါတယ်။မြန်မာစီးပွားရေးအတွက်အချက်၃ချက်ပြည်ပသွင်းကုန်ရှော့ချရေးမူဝါဒနဲ့အတူနိုင်ငံခြားငွေထိန်းချုပ်မှုတွေပြုလုပ်ခဲ့တဲ့မြောင်လိုင်ဟာအသွင်ပြောင်းဆိုရကိုဦးဆောင်ရချိန်မှာတော့နိုင်ငံစီးပွားရေးဦးမော့လာအောင်လုပ်မဲ့အကြောင်းတွေကိုသမရအဖြစ်စပြီးတော့တာဝန်ယူတဲ့နေ့ကလေးကထုတ်ပြောပါတယ်။ဦးမင်းအောင်လှိုင်သမရအဖြစ်ယာရုစယူတဲ့ဧပြီလလယ်ကစလို့ဇွန်လလယ်ထိ2လတာအတွင်းမြန်မာစီးပွားရေးကိုကင်တွယ်ဖို့ထုတ်ပြောခဲ့တာနဲ့လက်တွေ့ကြုံနေရတဲ့အချက်လက်တွေကိုချိန်ထိုးကြည့်တဲ့အခါမှာအချက်၃ချက်ကိုတွေ့ရပါတယ်။တစ်အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း MSME ဖွံ့ဖြိုးရေးနှစ်နယ်စပ်ကုန်သွယ်ရေးနဲ့၃အီရန်စစ်ပွဲနဲ့လောင်စာဆီတို့ဖြစ်ပါတယ်။အထူးသဖြင့်ကျေးလက်စီးပွားမြင့်တင်ရေးကိုလုပ်မယ်ဆိုတဲ့အသွင်ပြောင်းအစိုးရဟာ Agro-based Industry လို့ခေါ်တဲ့လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့စက်မှုလုပ်ငန်းကိုတည်ဆောက်ဖို့အားစိုက်လာပါတယ်။ဦးမင်းအောင်လှိုင်ဟာအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌရာထူးကိုရယူထားပါတယ်။စက်မှုဝန်ကြီးဌာနကိုစက်မှုနဲ့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ်ပြောင်းလဲပြီးတော့ဝန်ကြီးအဖြစ်ဒေါက်တာချာလီတန်းကဦးဆောင်နေပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းတဲ့စစ်ကောင်စီစစ်ကော်မရှင်တို့ရဲ့စက်မှုဝန်ကြီးအဖြစ်ဆက်လက်တာဝန်ယူခဲ့ပြီးတော့နေပြည်တော်အစိုးရမှလည်းဒီဝန်ကြီးဌာနကိုပဲဆက်ပြီးတော့ဦးဆောင်သူဖြစ်ပါတယ်။အစိုးရရဲ့အစပျိုးကာလရက်တရာစီမံကိန်းကာလအတွင်းမှာထူးခြားတဲ့အစီအစဉ်လို့ဆိုပြီးတော့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း MSME ပြပွဲတွေကိုလုပ်ပြီးတော့တင်နန်းတွေပို့ချပေးနေပါတယ်။သမရဖြစ်လာတဲ့ဦးမြောင်လိုင်ကလည်းသူ့ရဲ့မန္တလေးတိုင်းခီးစဉ်အတွင်းမှာ MSME လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။သွင်းကုန်စားထိုးထုတ်ကုန်တွေထုတ်လုပ်နိုင်ရင်နဲ့ပို့ကုန်ခန္ဓာမြင့်တင်နိုင်ရေးပြည်တွင်းပြည်ပခီးသွွားလုပ်ငန်းနဲ့ MSME လုပ်ငန်းတွေကိုအထူးလေးထားအားပေးမြင့်တင်ပြီးတော့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်မယ်လို့နေပြည်တော်အစိုးရအဖွဲ့အစည်းအဝေးမှာဦးမင်းအောင်လှိုင်ကပြောခဲ့ပါတယ်။ဒါပေမဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတကာအဆင့်မီအောင်ဆောင်ရွက်မဲ့အစီအစဉ်တွေမတွေ့နေရဘူးလို့ BBC မေးမြန်းခွင့်ရခဲ့တဲ့မြန်မာစီးပွားရေးစောင့်ကြည့်သူတွေကဝေဖန်ကြပါတယ်။ MSME လုပ်ငန်းတွေကိုအားပေးတာဟာကောင်းမွန်တဲ့အရွေးဖြစ်ပေမဲ့ထိရောက်ဖို့အတွက်ကသွင်းကုန်တွေအလွယ်တကူရရှိဖို့လိုတယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဆိုင်ရာကျွမ်းကျင်သူတူကပြောပါတယ်။မြန်မာကကုန်ပစ္စည်းမထုတ်နိုင်တဲ့အခြေအနေကိုသိဖို့လိုတယ်။သွင်းကုန်တွေမရရင် MSME ကဖွံ့ဖြိုးဖို့မလွယ်ကူကုန်ချမ်းလိုတယ်လေ။ကုန်ချမ်းမရရင်ဆက်လုပ်ဖို့မလွယ်ဘူး။ကျွန်တော်တို့ဒီ MSME အချို့လုပ်ငန်းတွေကရက်နေကြရတယ်လို့သူကဆက်ပြောပါတယ်။နောက်ထပ်စောင့်ကြည့်သူတို့ဖြစ်တဲ့သူတေတီဂျာနီသန်ဘတ်စင်ဂါကတော့ဗဟိုဘဏ်ရဲ့မူဝါဒတွေပေါ်ထောက်ပြပါတယ်။နိုင်ငံခြားငွေလဲနှုန်းမျိုးမျိုးဖြစ်နေတဲ့ Multiple Exchange Rate System ကိုပယ်ဖျက်ရမယ်။ပို့ကုန်ရငွေကိုဖိအားပေးငွေလဲခိုင်းတဲ့ပုံစံကိုပြောင်းလဲဖို့လိုတယ်လို့သူကပြောပါတယ်။သူဟာစင်ကာပူအခြေစိုက်သုတေသနအဖွဲ့ INCAS Yusof Ehas Institute မှာမြန်မာစီးပွားရေးပြန်ဦးမောဖို့ငွေလဲနှုန်းစနစ်တွေကိုပြောင်းလဲတဲ့အကြောင်းဂျွန်လလယ်မှာပဲစာရန်ရေးသားခဲ့သူဖြစ်ပါတယ်။မူဝါဒတွေကြောင့်စိုက်ပျိုးရေးထွက်ကုန်တွေကိုတင်ပို့ရတဲ့ကုန်သွယ်တွေဟာ20%အမြဲလိုရှုံးနေရပြီးတော့ဒါကပဲလေသမားတွေပေါ်ဓာတ်ရိုက်ထိခိုက်စေတာလို့သူကဆက်ပြောပါတယ်။ဒါပေမဲ့နေပြည်တော်အစိုးရကောင်ဆောင်ကတော့ပြည်ပကတင်သွင်းတာတွေကိုရှော့ချပြီးပြည်တွင်းကထက်ရှိတာတွေကိုသာကုန်ကျန်းဖြစ်သုံးဖို့သူ့ရဲ့မိကုန်းနဲ့မှမကြာခဏထည့်ပြောနေစေပါစစ်ကောင်စီနဲ့စစ်ကော်မရှင်ဖြစ်တာဝန်ယူခဲ့တဲ့9နှစ်တာမှာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ပြီးအောင်မြင်ခဲ့တယ်လို့ဦးမင်းအောင်လှိုင်ရဲ့ပထမဆုံးသမရမိန့်ခွန်းမှာလည်းထည့်ပြောခဲ့ပါတယ်။ဆက်ရှိနေစေပို့ကုန်သွင်းကုန်တင်ကြမှု
အာနာသိန်း9နှစ်ကျော်ကာလအတွင်းမှာမက်ခရိုစီးပွားရေး macroeconomic တည်ငြိမ်မှုပြန်ရင်းသွားခဲ့ပြီးတော့နိုင်ငံခြားငွေအသုံးပြုမှုလျှော့ချတာပို့ကုန်သွင်းကုန်တင်းကျပ်တဲ့မူဝါဒတွေကြောင့်စီးပွားရေးပိုကျပ်တဲလာခဲ့တယ်လို့ပြည်ရင်းရောပြည်ပကစီးပွားရေးပညာရှင်တွေကအစောပိုင်းကတည်းကထောက်ပြထားပါတယ်။ဒါကြောင့်2025-2026ရွေးကောက်ပွဲလုပ်ကအသွင်ပြောင်းနေပြီးတော့အစိုးရဖြစ်လာချိန်မှာတော့စီးပွားရေးချောင်လည်ဖို့ပို့ကုန်သွင်းကုန်မူဝါဒတွေလျှော့ချပေးဖို့လုပ်ငန်းရှင်ချို့ကမျှော်လင့်ခဲ့ကြပါတယ်။စီးပွားကူးသန်းကပို့ကုန်တင်ပို့ရင်သွင်းကုန်လိုင်စင်ချပေးမယ်လို့ပြောတဲ့မျှော်လင့်ချက်တွေကိုယုံကြည်တဲ့ကုန်သွယ်တွေအနေနဲ့ပို့ကုန်ငွေအရင်အရှုံးနေရင်ဆိုင်ရပြီးတော့သွင်းကုန်အတွက်မျှော်နေရင်းနဲ့လိုင်စင်မချခဲ့ဘူးဆိုရင်အလိုလိုနေရင်ငွေရှုံးနေရင်ဆိုင်ရမှာပါလို့မြောက်ရီကကုန်သည်တအုပ်ကပြောပါတယ်။9နှစ်ကျော်ကာလစစ်အုပ်ချုပ်ရေးမှာတခြားကဏ္ဍတွေအသွင်မျိုးမျိုးပြောင်းသွားပေမဲ့စီးပွားရေးမူဝါဒကိုပုံစံတစ်မျိုးနဲ့သာကျင့်သုံးခဲ့ပါတယ်။ပြည်ပကသွင်းကုန်လျှော့ချမယ်ဆိုပြီးသွင်းကုန်လိုင်စင်ချထားပေးတာကိုတင်ကြပ်ခဲ့ပါတယ်။ပြည်ပကနေကုန်သွင်းခြင်းရင်ပြည်တွင်းကနေပို့ကုန်မဖြစ်မနေပို့ဖို့လိုပါတယ်။အဲ့ဒီပို့ကုန်ရငွေရဲ့15%ရာခိုင်နှုန်းကိုဗဟိုဘဏ်ရဲ့သတ်မှတ်နိုင်ငံခြားငွေစည်းနှုန်းတိုင်းမဖြစ်မနေလဲရပြီးတော့ဒါကိုတင်ပြနိုင်မှသာသွင်းကုန်လိုင်စင်လျှောက်ထားခွင့်ရတာပါ2026နှစ်ဝက်ချင်းမြန်မာမြောက်ပိုင်းကကုန်သွယ်ရေးလမ်းကြောင်းချို့နဲ့ထိုင်းမြန်မာကုန်သွယ်ရေးအထူးလမ်းမကြီးကိုပြန်ဖွင့်ပေးပေမဲ့တင်းကျပ်တဲ့ပို့ကုန်သွင်းကုန်မူဝါဒကပဲအခက်ဆက်ကြုံစေတယ်လို့ကမ္ဘာ့ဘဏ်ရဲ့ဇွန်16ရက်နောက်ဆုံးထုတ်အစီရင်ခံစာမှာထည့်သွင်းထောက်ပြထားပါတယ်။လိုင်စင်ခွင့်ပြုချက်ကန့်သတ်မှုတရားမဝင်စစ်ဆေးရေးဂိတ်တွေနဲ့တွာလာရေးဈေးတွေကြောင့်ကုန်သွယ်တွေမှာကုန်ကျစရိတ်ပိုများစေတယ်လို့ကမ္ဘာ့ဘဏ်ကပြောထားပါတယ်။ကားလမ်းကြောင်းပေါ်ကလုံခြုံရေးဆောင်စစ်သားတွေကကုန်ကားတွေကိုငွေကောက်တာအကောက်ခွန်အပိုင်းမှာစားရစာရနေပို့ပြီးလုပ်ရတာ။ရင်းကစီးပွားကူးသန်းကောက်ခွန်လောင်နဲ့ပြည်ရမှာအခုချိန်မှာအဖွဲ့စုံနဲ့စစ်ဆေးတပ်ပုံရိုက်အမျိုးစုံလာတယ်လို့မြောက်ရီကုန်သည်ကဆက်ပြောပါတယ်။တနှစ်နီးပါးပိတ်ခဲ့တဲ့ကရင်ပြည်နယ်မြောက်ရီနယ်စပ်ကုန်သွယ်ရေးဂိတ်ကိုမေလကုန်ပိုင်းမှာပြန်ဖွင့်ခဲ့ပေမဲ့နယ်စပ်ကုန်သွယ်ရေးနလန်ထူဖို့မြန်မာရဲ့သွင်းကုန်ထိန်းချုပ်ရေးဆိုင်ရာအစီအမံတွေပေါ်မှာမူတည်နေတယ်လို့ထိုင်းဘက်ကပါစတိုက်ထုတ်ပြောလာတဲ့အခြေအနေပါထိုင်းနယ်စပ်ဂိတ်ကနေတင်သွင်းခွင့်မရှိတဲ့အပိလက်မြေစားသုံးစီလိုကန့်သက်ကုန်စည်စင်းအမြောက်များရှိနေပြီးတော့အဲ့ဒီစင်းတွေကိုလည်းရှော့ချပယ်ဖြတ်တာမျိုးမရှိသေးပါဘူးဦးမင်းအောင်လိုင်ရဲ့သမရရာထူးရယူပြီးနောက်အိန္ဒိယနဲ့တရုတ်ခီးစဉ်တွေမှာလည်းနယ်စပ်ကုန်သွယ်ရေးပြန်စတင်နိုင်ရေးအဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။နယ်စပ်ကုန်သွယ်ရေးပြန်စတင်နိုင်ရေးကအဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းဖျင်ရောအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့တွေ့ချိန်မှာပါနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့သူတို့ရဲ့မြန်မာကစီးပွားရေးလုပ်ငန်းတွေလည်ပတ်နိုင်မှုကိုပြောဆိုခဲ့ကြပါတယ်။ဒီခီးစဉ်တွေမှာနေပြည်တော်အစိုးရကောင်ဆောင်ကနှစ်နိုင်ငံစီးပွားရေးဆိုင်ရာ MOU သဘောတူညီချက်တွေရေးထိုးလာခဲ့ပေမဲ့တက်ရောက်မှုဖြစ်နေတဲ့မူဝါဒရေးရတော့ထုတ်ပြောတာမရှိပါဘူး။အစိုးရအသစ်စတင်လည်ပတ်တာ2လကျော်ကြာလာပြီဖြစ်ပေမဲ့ပို့ကုန်ပမာဏအတိုင်းသာသွင်းကုန်လိုင်စင်ပြန်လျှောက်ထားလို့ရတဲ့တင်းကျပ်တဲ့မူဝါဒကဆက်ရှိနေဆဲဖြစ်ပါတယ်။အီရန်စစ်ပွဲလောင်စာဆီနဲ့မြန်မာကုန်စည်နှုန်း2026-2029ဘဏ္ဍာနှစ်မှာမြန်မာစီးပွားရေး300%တိုးတက်မယ်လို့ကမ္ဘာ့ဘဏ်ကကနဦးခန့်မှန်းခဲ့ပေမဲ့နှစ်လည်ရောက်ချိန်မှာတော့အပြောင်းလဲဖြစ်လာခဲ့ပါတယ်။စီးပွားရေးကန့်သတ်ချက်တွေနဲ့ပြင်ပတက်ရောက်မှုတွေကြောင့်စီးပွားရေး200%သာတိုးတက်မယ်လို့ရှော့ချခန့်မှန်းလိုက်တာပါ။အထူးသဖြင့်အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့အီရန်စစ်ပွဲဟာမြန်မာစီးပွားရေးကိုထပ်ချိနေစေတယ်လို့ကမ္ဘာ့ဘဏ်ကဇွန်လ16ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လောင်စာဆီဈေးတွေတက်တာကလယ်သမားတွေအတွက်ပတ်ချားအထဲမှာစပားပတ်ကျဲရတဲ့အခြေအနေဖြစ်နေပြီလို့မြန်မာနိုင်ငံတောင်သူလယ်သမားတပ်မကဥက္ကဋ္ဌဒေါ်စုစုနွေကပြောပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလရက်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာရဲ့နိုင်ငံရေးစီးပွားရေးအကျပ်တဲမှာကျေးလက်နေပြည်သူလယ်သမားတွေအပေါ်လည်းတက်ရောက်မှုကြီးခဲ့ပြီးတော့အခုအီရန်ပြည်ထနာကြောင့်လောင်စာဆီဈေးတက်တာဟာနောက်ထပ်အခက်အခဲဖြစ်လာပါတယ်။မတ်လဆန်းမှာစတဲ့အီရန်စစ်ပွဲနောက်ဆက်တွဲမှာမြန်မာမှာလောင်စာဆီဈေးနှုန်းတွေမြင့်လာတာနဲ့အတူတည်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်လာတာကုန်ထုတ်လုပ်ရေးနဲ့ဖြန့်ချီရေးကုန်ကျစရိတ်တိုးလာတာအပါအဝင်လောင်စာဆီတင်သွင်းမှုပါနိုင်ငံခြားငွေလိုအပ်ချက်များလာခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကထောက်ပြပါတယ်။ဒါပေမဲ့နေပြည်တော်အစိုးရကတော့လောင်စာဆီအကျက်ရိုက်လာခြင်းသုံးစွဲတဲ့ပမာဏလျှော့ချနိုင်လို့နိုင်ငံခြားငွေသုံးမှုတက်တာသွားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လယ်သမားတွေမှာနှစ်စဉ်ထိခိုက်လာတာကနေစီစေးတက်တော့တက်ရောက်မှုအတော်ကြီးပါတယ်လို့တမကဥက္ကဋ္ဌဒေါ်စုစုနွေကပြောပါတယ်။အစိုးရတဲ့ဟာလေယာစိုက်ရွေးကိုမြင့်တင်မှုရည်ရွယ်တဲ့ဆိုရင်
လေသမားတွေရဲ့အဓိကအခက်အခဲကိုနားထောင်မှုလိုပြီးတော့မြေပြင်စင်းကအချိန်မီကူညီရေးဆောင်ရွက်ပေးတဲ့လို့သူကထောက်ပြပါတယ်။စီးပွားရေးမြန်ပြန်ကောင်းမှုအတွက်ကအားနည်းချက်အများကြီးရှိတဲ့အတွက်လောလောဆယ်မှာမပြောနိုင်ဘူး။ဒါပေမဲ့လျှာဆိုင်ပြိုးရေးဖွံ့ဖြိုးရေးမှာတော့အပေါ်အောက်လက်တွဲညီဖို့လိုတယ်။စာရွက်ပေါ်မှာညွှန်ကြားတာမျိုးမဟုတ်ပဲစနစ်တကျပူးပေါင်းရမှာပါ။ဆိုင်ပြိုးရေးကဏ္ဍအတွက်နည်းပညာပံ့ပိုးပေးတာမျိုးကစလိုအပ်ပါတယ်လို့ဒေါ်စုစုတွေကဆက်ပြောပါတယ်။ဦးမယောင်လိုင်ကတော့ပြည်တွင်းစားသုံးမှုဖူလုံယုံနာမကတစ်ချိန်မှာဒေတာရင်းမှာပြည်ပကိုစံစပါးတင်ပို့မှုမြင့်မားခဲ့တဲ့အခြေအနေကိုပြန်ရအောင်စူးစမ်းကြမယ်လို့တိုက်တွန်းနေပါတယ်။ပြည်သူတွေဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့တောင်သူလယ်သမားတွေရဲ့ဘဝမြင့်တင်ရေးဟာကျွန်တော်တို့အတွက်အဓိကကျတဲ့ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်လို့ဧပြီ12ရက်တုန်းကသမ္မတဖြစ်ပထမဆုံးမိန့်ခွန်းမှာသူထည့်ပြောခဲ့ပါတယ်။ဒါပေမဲ့ဧပြီ20ရက်မှာကြေညာခဲ့တဲ့ဦးမယောင်လိုင်အစိုးရရဲ့ရက်တရာစီမံချက်မှာအာဏာသိမ်းမှုအကျိုးဆက်ဖြစ်ပျက်စီးနေတဲ့တိုင်းပြည်စီးပွားရေးကိုအလင်းအမြန်ပြန်လည်နလန်ထူလာစေဖို့ခိုင်မာတဲ့အစီအစဉ်မပါဝင်ဘူးလို့ ISP မြန်မာကသုံးသပ်ထားပါတယ်။ရက်တရာနဲ့မြန်မာစီးပွားရေးနေပြည်တော်အစိုးရရဲ့ရက်တရာစီမံချက်ဟာစီးပွားရေးလုပ်ငန်းတွေလှုပ်တာခိုင်းတာရှိမဲ့အခင်းကျင်းမျိုးဖြည့်လျှော့ပေးတာမျိုးတွေမပါဝင်ဘူးလို့ ISP မြန်မာရဲ့မေလ6ရက်ထုတ်စစ်တမ်းမှာဖော်ပြထားပါတယ်။စိုက်ပျိုးရေးကိုအခြေခံမဲ့ပြည်တွင်းဖြစ်ကိုထုတ်လုပ်အားပေးမယ်ပြည်သူလူထုကချွေတာရမယ်ဆိုတဲ့ရေဘူးရဆန်တဲ့ပြောဆိုချက်တွေပဲလွှမ်းမိုးနေတယ်လို့ ISP မြန်မာကမိမောင်းထုတ်ပြပါတယ်။ရက်တရာစီမံကိန်းဆိုတာကကာလတိုစီမံကိန်းထပ်ပိုပြီးတိုးတောင်းတဲ့အရေးပေါ်သဘောဆောင်တဲ့စီမံကိန်းဖြစ်တာကြောင့်အဲ့ဒီကာလတွင်တိတာထင်ရှားတဲ့ရလဒ်တွေထွက်လာနိုင်စေမဲ့ action plan တွေကိုဦးစားပေးထည့်သွင်းတင်တယ်လို့စီးပွားကူတန်းဝန်ကြီးဟောင်းတို့ကပြောပါတယ်။အခုနေပြည်တော်ဆွေးကဦးစားပေးပြောနေတဲ့လျှာဆိုင်ပြိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အစီအစဉ်ဟာရက်တရာတွင်မြင်သာတဲ့အောင်မြင်မှုမရနိုင်တဲ့ action plan လို့သူကဝေဖန်ပါတယ်။ထင်ရှားတဲ့အောင်မြင်မှုရနိုင်မဲ့စီမံကိန်းမျိုးကိုမဖော်ထုတ်နိုင်ခဲ့ရင်တော့မှပြည်သူတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့မလိုအပ်တဲ့ကန့်သတ်ချက်တွေကိုတစ်ဆင့်ပြီးတစ်ဆင့်ရှော့ချပေးဖို့လိုတယ်။ဒါမှပိုပြီးတော့တည်တာတဲ့ရလဒ်တစ်ခုဖြစ်လာနိုင်မှာပါ။လက်ရှိအခြေအနေကိုကြည့်ရင်ရက်တရာစီမံကိန်းကလည်းထင်ရှားတဲ့အောင်မြင်မှုမတွေ့ရသလိုကန့်သတ်ချက်တွေကလည်းရောသွားတာမျိုးမရှိဘဲနဲ့ပိုပြီးတော့တိုးလာတာကိုတွေ့ရပါတယ်လို့ဝန်ကြီးဟောင်းကဆက်ပြောပါတယ်။စီးပွားရေးနဲ့ကုသရေးဝန်ကြီးဆိုင်ရာကျွမ်းကျင်သူတို့ကလည်းပို့ကုန်ရငွေသွင်းမှာသွင်းကုန်လိုင်စင်ထုတ်ပေးတဲ့စနစ်ကိုပြင်းမှဒါတွေပြန်ပြေးလဲမှာပါလို့ပြောပါတယ်။အရင်အစိုးရတွေရဲ့ရက်တရာနဲ့နှိုင်းယှဉ်ရင်တော့အားမကောင်းတိတ်လဲအလုံးမဖြစ်သလိုလုံနိုင်တာကလည်းအများကြီးမရှိနေဘူး။ဒါပေမဲ့ကုန်သွယ်ရေးကိုလှုပ်တာကိုင်းတာရှိအောင်လုပ်ပေးတဲ့လို့သူကသုံးသပ်ပါတယ်။ပို့ကုန်သွင်းကုန်တင်းကျပ်မှုတာမကဈေးကွက်မျိုးမျိုးရှိတဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းထားပြဿနာတွေကိုမဖြေရှင်းနိုင်လေမြန်မာစီးပွားရေးပြန်ကောင်းမွန်လာနိုင်ခြင်းမရှိဘူးလို့ကြားနေတန်ကလည်းပြောပါတယ်။မြန်မာစီးပွားရေးမှာအခြေခံကျတဲ့မူဝါဒရေးရာပြဿနာတွေကြောင့်ခက်ကြုံနေရတာပါလို့သူတွေကလည်းသုံးသပ်ပါတယ်။အာဏာသိမ်း9နှစ်ကျော်ကာလအတွင်းချိနေသွားတဲ့မြန်မာစီးပွားရေးပြန်ဦးမော့လာဖို့ရက်တရာအတွင်းဖြည့်ရှင်းနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေဟာလက်တွေ့မကျဘူးလို့ BBC မေးမြန်းခွင့်ရခဲ့တဲ့ကျွမ်းကျင်သူတွေရောကုန်သည်နဲ့တမကတွေကပါပြောကြပါတယ်။သူတို့ရဲ့တူညီတဲ့ပြောဆိုချက်ကတော့စီးပွားရေးတည်ငြိမ်မှုအတွက်နိုင်ငံရေးတည်ငြိမ်မှုရရှိရာတိုက်ရိုက်အချိုးကျနေတဲ့ဆိုတဲ့ချက်ပဲဖြစ်ပါတယ်။ဒါမှသာစီးပွားရေးမူဝါဒတွေကိုထိရောက်စွာကောင်းတဲ့ဖော်နိုင်မှာလို့ဆိုပါတယ်။2026နှစ်လည်စီးရေးကိုကြည့်ရင်တရုတ်မြန်မာနယ်စပ်ကရှမ်းမြောက်စစ်မျက်နှာပြင်အပြစ်ရတာကလွဲလို့နိုင်ငံတော်ဝန်မှနေစဉ်ထိတွေ့တိုက်ပွဲတွေဆက်ရှိနေသေးဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။